ရုံးမဘဏ်ရဲ့တက်တန်းက32နှစ်တိုင်32နှစ်ရှိခဲ့ပါပြီကျွန်တော်တို့10တန်းအောင်စင်းထွက်ပြီးသွားတော့ကျောင်းမတက်ရခင်စက်ကြားလေးမှာခဏဝင်လုပ်မယ်ဆိုပြီးတော့ဝင်လုပ်လိုက်တာပဲဗျအဲ့ဒီကလေးကမထွက်ဖြစ်တာဒီစက်တင်ဘာလဆိုရင်ကျွန်တော်နှစ်ပေါင်း30ရှိပြီရုံးမဘဏ်မှာကျွန်တော်တို့ဆယ်စုနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့နေရာမှာ IT ကနေကျွန်တော် operation တွေလည်းလုပ်ခဲ့တယ်တခြားသော business re-engineering တွေစသည်ဖြင့်ပေါ့နော်အလုပ်မှာကျွန်တော်တို့အချိန်ပြည့်မဟုတ်ရင်တော့မှအချိန်အများစုကိုကျွန်တော်တို့ပေးခဲ့ပါတယ်ကျွန်တော်တို့ရုံးမဘဏ်ဝန်ထမ်းတွေဟာတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့သူတို့မျှော်မှန်းထားတဲ့ပန်းတိုင်ကိုမရောက်အောင်ဆောင်ရွက်လိရှိကြတယ်လှုပ်ဆောင်လိရှိကြတယ်ရုံးမဘဏ်ရဲ့ organization culture လည်းတကယ်ကိုကျွန်တော်တို့ဂုဏ်ယူစရာဖြစ်ပါတယ် satellite ကိုသုံးပြီးတော့ပထမဦးဆုံးပြည်တွင်းငွေလွှဲလုပ်ငန်းကိုလည်းပဲရုံးမဘဏ်ကလှုပ်ဆောင်ခဲ့တယ် product တွေစနစ်တွေတစ်ခုပြီးတစ်ခုတည်ထွင်ခဲ့တယ်လူတွေကအချိန်အများကြီးပေးပြီးတော့ငွေလွှဲလုပ်ငန်းလာဆောင်ရွက်တဲ့အထိအောင်မြင်ခဲ့တယ်ဒါတော့အင်မတန်ကျွန်တော်တို့ဂုဏ်ယူခဲ့ရတာပေါ့နော်အဓိကenergy ပေါ့နော်သူများနဲ့မတူတဲ့ energy ရှိတယ်ရုံးမဘဏ်မှာဘယ်လောက်ခက်ခဲတဲ့ target ဖြစ်ဖြစ်ဘယ်လိုချက်လက်မျိုးအောင်မြင်ခဲ့တယ်ဘဏ်ကြီးစထောင်ခဲ့ရပဲနှစ်ပေါင်း32နှစ်ကျော်ပြီပေါ့နော်ကျွန်တော်2003ခုနှစ်လေးလပိုင်းမှာကျွန်တော်အိမ်အောင်ကြာတာပေါ့နော်ဟောတနေ့လဲရုံးမဘဏ်မှာအဲ့တော့အလုပ်တွေအများများတယ်အများတန်း7နာရီ9နာရီဆိုတာအစောဆုံးပဲအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ပြင်ထွက်ပြီးရှာခွင့်မရဘူးလေဘဏ်ဝန်ထမ်းချင်းပဲပြန်ရတယ်ပဲပြောပါတော့ကို့အနေနဲ့ကို့စိတ်ထဲမှာရှိသမျှစိတ်ကူးစိတ်သန်းတွေအကုန်လုံးအကောင့်ထဲပေါ်ခွင့်ရတဲ့အခါကျတော့ဒီဖွဲ့စည်းမှာကြာလှုပ်ဖြစ်သွားတယ်ပေါ့နော်ဒီနေ့ဒီချိန်ဆိုရင်ရုံးမဘဏ်ရဲ့တက်တန်းက32နှစ်ရှိခဲ့ပါပြီအဲ့တော့ဒီ32နှစ်အတွင်းမှာကျွန်တော်တို့ customer ပေါင်းပေါ့နော်တန်ပေါင်းများစွာကိုလည်းပဲကျွန်တော်တို့ service ပေးခဲ့ပါတယ်ကျွန်တော်တို့ရုံးမဘဏ်32နှစ်တိုင်အောင်တည်ရှိနိုင်ခဲ့တဲ့အကြောင်းရင်းကတစ်ခုပဲရှိပါဒါကတော့ customer ပါ32နှစ်တိုင်ရုံးမဘဏ်နဲ့အစီအမြဲအတူရှိပေးခဲ့ကြတဲ့ customer များအားလုံးကိုရုံးမဘဏ်မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ